မင်းကငါ့ရဲ့အစွန်ဖျားလေးအမြဲတမ်းခုနားခွင့်ရကျင်တဲ့ဝတ်ဆန်ထွက်သွားတော့မဲ့ဆောင်းရဲ့လက်ကြံအေးတဲ့တခုတည်းသောကော်ဖီဆိုင်မုံမလင်းမီအိမ်မက်အနက်ရောင်ဆန်းနေရလေးရဲ့အဖြူအောင်ခလုံးနေ့တစ်နေ့ရဲ့ဒီဇင်ဘာအီကွေတာရဲ့အလေဘောမင်းမညိပဲတိန်းထားတဲ့စီဂရက်ပြန်ဆက်လို့မရတဲ့နံယူမနက်တိုင်းနှိုးပြီးတဲ့အလံဒီဟာအားလုံးရဲ့နောက်ဆုံးအခြေအနေ